ဟုတ်ပါမလားဗျာဟောကြည့်ပါဦးကွယ်ဘာဖြစ်လို့တော့အဲ့တော့တို့လူဟောဒီရှားနေလားဦးဒီပြောတယ်ဘာမှမလုပ်ဖြစ်နဲ့မလူချင်ဘူးလားမရချင်ဘူးလားမရချင်ဘူးဒီတိုင်းတော့အများကြီးနဲ့အားရကြည့်တာပဲအဲ့တော့တို့လူလုံယုံပဲဟာအဲ့တော့တို့လူလုံယုံဆိုလို့ဒီလိုသင်္ကန်းကြီးဝမရှစ်ပါးကူပါသဗ္ဗိမဥပုပ်ကြောင့်သွားမမဟုတ်ဘူးတို့တာဝတိပြည်ဖရာလက်ထက်ကသူကယုံနာကူဟာတာဝတိပြည်ဒီတုံကတာဝတိမြို့ရဲ့တောင်ဘက်ကိုစနေတော့နင်းနေယွန်းတယ်လို့ဆိုတယ်ပြီးတော့တာဝတိမြို့နဲ့ဝယုံတော်ကြီးနှစ်တော်ချားတယ်အဲ့ဒီမှာဒီတုံကြောင့်ဆိုတာလေဒီဝယုံတော်ကြီးနှစ်တော်ချားတယ်ဗျအဲ့ဒီမှာအဲ့ဒီတာဝတိပြည်သားတွေကဘာလုပ်တော့တို့လူပဲအိမ်တော်သားမှုဒီလိုပဲခဏတို့လိုပဲဒီဝါရှာတရားရှိတာရှာတယ်လင်ပဲမရပဲလေရှိသေးအိမ်တော်သားမှုအကုန်လုံးတယ်တို့တော့သူတို့လုပ်တဲ့လုပ်မှန်းများအဲ့ဒီပေါ်တတိတင်ထားတာပဲတွေ့ဒီတခါတဲ့ဟိုဘာတို့ကြားဘူးမှာပါဒီတာဘူးဒီဆိုရင်မနဲ့မှာသွန်းညံဒီစီမီပန်းနေကြီးကျန်းစွာကြားဘူးလားဘာလို့လဲငါပြောတာမှတ်ထားတာကိုဒီကိုကြီးနေအမှန်နဲ့ပြီးမှာပဲနေမနေ့ကြတော့အာယုံသွားပို့တာလေအဲ့ဒီကိုခုနကပြောတဲ့တော့ကြီးတို့ချတဲ့ကြားတွေကနေသွားကြတာဖယားကဘာမှဟောတာပြောတာမရှိဘူးတဲ့အနုမောဒနာခေါ်တာပေါ့အနုမောဒနာဆိုဝမ်းမြောက်ဖွယ်ကိုပြောတာပါဠိလိုအနုမောဒနာဗမာလိုတော့ဖြင့်ကုသိုလ်ကောင်းမှုကုသိုလ်တွေပြုနေတာဘယ်လောက်ထိချမ်းသာတယ်ဘယ်လောက်ထိဘာဖြစ်တယ်အဲ့ဒါလေးတော့ဝမ်းမြောက်ကြောင်းပဲပြောတာတခြားတရားမဟုတ်ဘူးဒါမနဲ့မပြီးပြီခုနှစ်နာရီကြာတော့ဘုရားကနာဘခုံကိုအမြဲတမ်းကြိုင်မနဲ့မှ9နာရီသုံးကထွက်တာဘုရားတို့မြည်ဒီတို့လိုမဟုတ်ဘူးစိတ်ကူးရင်ဟိုပြီးရောပေါ့ဘူးသူ့မှာထဲတဲ့ကနေတော့ရွေချိတ်ရှိတယ်9ရက်သားသမီးတီကိုချီမြောက်ဖို့တဲ့9နာရီထွက်တာတို့လိုရဟန်းထွက်တာမဟုတ်ဘူးတဲ့ဗျာခုနှစ်ရက်သားသမီးဘူးတဲ့မနဲ့မှအဲ့ဒါသုံးကထွက်ရတယ်ထွက်တယ်ပြီးတော့ရှိသေးတယ်ဖရာရှင်ရဲ့ဟိုညံတော်ကိုကြားဖို့မှာပါဖရာရဲ့ညံတော်ဆိုတာသူ့ပါရမီအားဖြစ်တဲ့ဟာလေရုပ်တော်ရှိသေးတာရုပ်တော်ကသူ့ညီသူ့ဟာလားအဖေဆိုအမေကွဲခေါ်မလားဟိုနာဒမင်းသားလေဟိုမိလူရောခေါ်တယ်မိနာမွေးလားအဲ့တော့ဖေဆိုအမေကွဲနေမှာပေါ့အဲ့ဒါတဲ့လက်နှစ်စစ်ပဲသားတယ်ရိုးရုပ်ကရိုးလက်နှစ်စစ်ပဲသားတယ်အဲ့ဒီဟိုညီတော်မင်းနာနဲ့အဲ့ဒါကရုပ်တော်ညာတော်ကြတော့သူ့ပါရမီတော်ရှိသလောက်သူဟာသွားနေတာပြီးတော့သူ့တို့လိုမဟုတ်ဘူးသွေးတွေလေပတ်နေတဲ့သွေးတွေရောအသားတွေရောရှိတဲ့ညခန္ဓာကိုအကုန်လုံးပါရမီကကြွတက်နေတာကြွတက်နေတာအဲ့ဒါပုံနာတယောက်ကဖရာအကြီးကဘယ်လောက်ရှိပါလိမ့်ဟောဝါးပြန်နဲ့မတိမတာပေါ့ဖရာဆုံးကသွားရင်ဘေးနာနဲ့ဒါကြီးလိုဟာမျိုးနေမှာဟုတ်ကလားဘုရားရကဘလောက်ရှိတယ်တော့ဝါလုံးလေးတော့ဟိုတော့ဘာလုံးညာလုံးလေးကြဘုရားကဖြတ်သွားတာသူ့ဝါလုံးရဲ့အထက်မှာ6လက်မပူတယ်
နေအောင်ကွာဒီငါတို့သူ့နေနေရှိတယ်6နှစ်မှရှိတာကွာတော့ဘာဖြစ်လဲကွာရတယ်ဘာဖယားကသူ့လည်းပူတာပဲတဲ့ဟင်အဲ့ဒါကပါရမီညာတော်ကလာတာအဲ့ဒါကြတော့သူဟိုဘာတော့သမုဒ္ဒရာကြီးကိုဒီဘက်မှာခေါင်းအောင်ပြီးကိုဘက်မှာချီတင်ပြီးနေပြနိုင်တယ်ဖယားရဲ့အရာတော်ကအဲ့ဒါကညာတော်ကလာတာဟင်ရုပ်တော်ကတော့သူ့ညီတော်မင်းနန်တဲ့လက်နဲ့တစ်ပဲပူပါတဲ့